ဆိုဗီယက်တစ်စနဲ့ဟင်းဝရရဲ့စေစပ်မင်္ဂလာပွဲကိုရွှေလေးပိတ်တာတဲ့အင်ဂျီဝေပြီးတက်ရောက်ခဲ့တဲ့ Nofoyet ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခမ်းအနားဆုံးနဲ့လူပြောအများဆုံးအကြောင်းအရာဖြစ်တဲ့မင်းသားဟင်းဝရနဲ့မင်းသမီးဆိုဗီယက်တစ်စတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့စေစပ်ပွဲကြီးရဲ့အလားအပတွေတန်မိုးကြီးရတနာတွေကြားမှာပရိသတ်တွေရဲ့မျက်လုံးတွေကိုအဓိကဖန်ဆားသွားခဲ့တဲ့နောက်ထပ်အကြောင်းအရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ညီအမတွေလိုချစ်ခင်ရတဲ့ဆိုဗီယက်တစ်စရဲ့ပွဲကိုခရီးအဝေးကြီးကနေအပြေးလွှားရောက်ရှိလာပြီးတော့ရွှေစင်အလားထင်မှန်မှားရလောက်တဲ့ဝစ်စုံနဲ့တက်ရောက်ဂုဏ်ပြုခဲ့တဲ့မင်းသမီးကျော်လေး Nofoyet အကြောင်းပဲဖြစ်ပါတယ်ရှင်။ဟုတ်ပါတယ်ဒီနေ့စေ့ဆက်ပွဲမှာ Nofoyet ရဲ့တက်ရောက်လာတဲ့ပုံစံကတကယ်ကိုထူးခြားခဲ့ရပါသူမဝစ်ဆင်လာတဲ့ရွှေရောင်ဒေါက်တာဝစ်စုံကြီးဟာရွှေအစ်စ်လေးပိတ်တာလောက်တန်မိုးရှိရလို့လူတွေကပြောဆိုနေကြပါတယ်။ဒါဟာတကယ်ရွှေသားအစစ်နဲ့ပြုတ်လုထားသလားလို့ထင်မှန်မှားရလောက်အောင်တန်မိုးကြီးပြီးတော့လက်ရမြောက်လုံးလှပါတယ်ဒီလိုမျိုးတန်မိုးကြီးဝစ်စုံကိုဝစ်ဆင်ပြီးတော့တငယ်ချင်းရဲ့ပွဲကိုဂုဏ်ယူစွာတက်ရောက်လာတာကတော့သူတို့ရဲ့ခင်မင်မှု